patch အသစ်မှာမတိမတာလေးပြောင်းလဲသွားပေမဲ့ကျွန်တော်တို့အတွက်အတော်အသုံးဝင်တဲ့အရာများမင်္ဂလာပါ 1shot 7 gaming ပရိသတ်ကြီးဒီနေ့ပြောပြမယ့်အကြောင်းအရာကိုတော့ပရိသတ်ကြီးတို့သတိထားမိကောင်းလဲထားမိနိုင်တယ်လို့သတိမထားမိပဲလဲနေခြင်းနေပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီ update အပြီးမှာပါလာတဲ့ effect တချို့ကကျွန်တော်တို့အတွက်အရန်ကိုအသုံးဝင်တာမို့လို့ပါ။ဘာတွေများဖြစ်မလဲဆိုတာသိချင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရင်သိပါလိမ့်မယ်။အရင်ဆုံးပြောချင်တာကတော့ကျွန်တော်တို့သွေးဖြည့်တဲ့အခါမှာအရင်တုန်းကကိုကသွေးဘယ်လောက်ပြည့်သွားမလဲဆိုတာကိုမသိရဘဲနဲ့ရန်တမ်းပြီးတော့နှိပ်ကြရပါတယ်။သူပြည့်ချင်တဲ့လောက်ပြည့်ဆိုပြီးတော့လေတိတ်ပြီးသတိထားမိကြမှာမဟုတ်ပါဘူး။ဒါပေမဲ့အခုသွေးဖြည့်တဲ့ button မှာထူးဆန်းတာကကိုယ့်ရဲ့ hero အပေါ်မှာသွေးဖြည့်ရင်ဘယ်လောက်ပြည့်မလဲဆိုတဲ့ marking လေးတွေပေါ်လာပါတယ်။အဲ့ဒီ marking လေးတွေကအတုံးဘယ်လောက်ဝင်လဲဆိုတော့ကိုယ့်အနေနဲ့သွေးဖြည့်ပြီးသွားလို့ရှိရင်ဒီသွေးလောက်နဲ့လိမ့်ပေါ်မှာဆက်ပြီးတော့နေလို့ရမလားနေလို့မရဘူးလားဒါကိုသိသွားနိုင်စေပါတယ်။ဒီအတွက်ကြောင့်မလို့အဲ့ဒီ feature လေးဟာကျွန်တော်တို့အတွက်တိတ်ပြီးမသိတာဘူးဆိုပေမဲ့ pro player တွေနည်းနည်းလေးမှအမှားမခံနိုင်တဲ့သူတွေအတွက်လိမ့်ပေါ်မှာနေဖို့အတွက်အရန်အထောက်အကူဖြစ်စေမှာပါ။ဒုတိယမြောက်တစ်ခုကကြတော့ပရိသတ်တွေသတိမထားမိမဲ့အဓိကအချက်ဖြစ်ပါတယ်။အဲ့ဒါကတော့ကိုကတာဝါထဲမှာနေတဲ့အခါတစ်ဖက်က enemy ကကိုယ့်ကိုပေးလာတဲ့ damage ကို15%တောင်မှတတ်တာပြီးထိစေပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ကိုတစ်ဖက်က enemy marksman က damage 100နဲ့ပစ်လိုက်လို့ရှိရင်ကိုကတာဝါထဲမှာရှိနေတဲ့အခါအဲ့ဒီတာဝါရဲ့ shield effect ကြောင့်ပဲကိုကသူ့ရဲ့ damage ကို85ပဲထိပါမယ်။15%ရှော့ပေးတာဖြစ်တဲ့အတွက်သွေးလျော်တာတော်တော်လေးတတ်တာသွားပါလိမ့်မယ်။ဒီအပြောင်းလဲလေးကလည်းတေးသေးလေးပဲဆိုပေမဲ့ဘယ်သူတွေမှသွားအသုံးဝင်လဲဆိုတော့တိုက်ရလွယ်တဲ့ marksman တွေပြီးတော့ရင်တဖုံဖုံနဲ့ဗတ်တယ်ဆိုင်ပြီးတော့သွေးပြန်ဖြည့်ပြီးအိမ်မပြန်ခြင်းနဲ့fighter hero တွေအတွက်တာဝါထဲမှာအသက်ခံရခြင်းကနေကင်းဝေးစေနိုင်ပါတယ်။အထူးသဖြင့်ပြောရလို့ရှိရင်တာဝါကိုအရန် dive လာပြီးတော့ကိုယ့်ကိုဝင်ကျုံတဲ့အခါမျိုးမှာကို့မှာအဲ့လိုမျိုး damage reduction လေးပါနေတဲ့အတွက်ပြန်ချရတာလည်းပဲနည်းနည်းလေးပိုကောင်းပါတယ်။ဒီ effect လေးကတော့ pro တွေမှမဟုတ်ပါဘူးအားလုံးဒီပါအတွက်အသုံးဝင်ပါတယ်။တတိယမြောက်အနေနဲ့ကျွန်တော်တို့သတိမထားမိမဲ့ပြောင်းလဲမှုတစ်ခုကကြတော့ကျွန်တော်တို့ရဲ့နောက်ဆုံး base tower 3ခုဟာ nobat ဖြစ်တဲ့ effect ပါလာပြီပဲဖြစ်ပါတယ်။ logic ကလွဲပြီးတော့ကျန်တဲ့လူတွေအကုန်လုံးကို nobat ဖြစ်စေမယ်လို့ပြောထားပါတယ်။ဒါကတော့လေကင်းရောက်လာတဲ့အခါတတ်တာဝါကြီးကိုလွယ်လွယ်ကူကူချိုးလို့ရတော့မှာမဟုတ်ပါဘူးဒီအချက်လေးကလည်းပဲကျွန်တော်တို့အနေနဲ့သတိမထားမိကောင်းမထားမိနိုင်ပေမဲ့ပွဲကိုရှေ့ရှေ့ကြာကြာကစားတဲ့သူတွေကတော့တေချာပေါက်သိပါလိမ့်မယ်ဒါလေးကလည်းပဲကျွန်တော်တို့အတွက်အသုံးဝင်တာပါပဲနောက်ထပ်တစ်ချက်ကကြတော့ goal laner တွေကို nerf လိုက်တာပါဒီ goal laner တွေကို nerf တဲ့ကိစ္စကသူတို့ရဲ့ main patch ကြီးထဲမှာထည့်ပြောထားတာမဟုတ်ဘဲနဲ့ system adjustment လို့ဘာလို့နဲ့သူကချိုးတိတ်လေးရေးထားတာဖြစ်ပါတယ်ဂိုးလိမ့်မှနေတဲ့သူတွေအနေနဲ့အရင်လိုမျိုးဂိုးခရက်ကိုစားတဲ့အခါမှာပတ်စံတွေ100ကျော်200ကျော်တွေရတော့မှာမဟုတ်ဘဲနဲ့ပွဲကြလာလေအဲဒီကရတဲ့ပတ်စံကနဲလာလေးပုံစံမျိုးဖြစ်သွားပါတယ်။မွန်တွင်းရဲ့ပြောပြချက်အရတော့ဂိုးလိမ့်နာတွေဟာအရန်ကိုမှဖန်တာမြန်နေတာဖြစ်တဲ့အတွက်ပွဲကိုကြားသေးခြင်းလို့ဒီလိုမျိုးလုပ်ပေးတာပါ။အဲဒီလိုမျိုး short ထားလိုက်တဲ့အထဲမှာပွဲကြအောင်ဆွဲဆန့်ထားတဲ့အချက်တွေလည်းအများကြီးရှိပါသေးတယ်။ဒုတိယမြောက်တစ်ချက်ကကြတော့ log ကိုအရင်တုန်းက12မိနစ်နဲ့ enhance ဖြစ်စေပေမဲ့အခုတော့18မိနစ်မှပဲ log ကြီးကို enhance ဖြစ်စေပါတော့တယ်။ဒါပေမဲ့လောထွက်တဲ့အချိန်ကိုတော့နည်းနည်းလေးတိုးပေးထားတယ်ဗျပုံမှန်ဆိုရင်လောကိုတက်ပြီး3မိနစ်နေတဲ့အခါမှာလော်ကြီးကပြန်ထွက်လာတတ်တယ်ဆိုပေမဲ့အခုတော့2မိနစ်ခွဲနဲ့ပဲထွက်လာမှာဖြစ်ပါတယ်ဒါပေမဲ့18မိနစ်မတိုင်ခင်အထိသူက enhance ဖြစ်မှာမဟုတ်ပါဘူးဒီအတွက်ကြောင့်လောကတက်ရလွယ်တယ်လို့ damage လည်းအရန်ကြီးမကိတ်ဖဲနဲ့18မိနစ်ကျော်တဲ့အခါကျတော့မှပဲ damage ကိတ်နဲ့ share ချမ်းပေးပါလိမ့်မယ်မွန်တိုးအနေနဲ့ပွဲကိုပိုကြားစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ပဲဒီလိုမျိုးလုပ်ထားတာပါဒါကလည်းပဲပလီယာတွေကစောတကားတက်တဲ့အချက်ကြောင့်ဖြစ်ပါတယ်ပလီယာရီနီနဲ့ဘာပြောလဲဆိုလို့ရှိရင် game ဆော့ရတာပွဲတစ်ပွဲက10မိနစ်15မိနစ်လောက်နဲ့ပွဲပြီးနေတာဖြစ်တဲ့အတွက်ဒီထက်ပိုပြီးတော့ကြာစေခြင်းလို့ဆိုပြီးဝိုင်းကိုမလိန်တက်ရာကနေပဲဒီလိုအခြေအနေမျိုးအထိရောက်ရှိသွားတာဖြစ်ပါတယ်ပြီးတော့ Ambulance ၄ခုကိုလည်းပဲ buff ပေးထားပါသေးတယ် Temporary Ambulance Support Ambulance တွေကတစ်ခုဖြစ်တဲ့ Focusing Max Support တွေကပဲနောက်ထပ် Pull Yourself Together ပြီးသွားလို့ရှိရင်တော့ Fighter တွေက Firmness Mage Ambulance တွေကဆိုလို့ရှိရင်ကိုယ့်ရဲ့ cooldown reduction ကိုပို့ပြီးတော့တင်ပေးတဲ့ Inspire လို့ခေါ်တဲ့ Mage Ambulance လေးမှာ Mana Regen 2ပေါင်းပြီးတဲ့ဟာလေးကိုလည်းပြောင်းလဲပေးထားပါတယ်။ဒါလေးတွေကအများကြီးမဟုတ်ဘူးတိတိတတ်တာမဟုတ်ဘူးဆိုပေမဲ့လည်းပွဲချိန်ကြာလာတဲ့အခါမျိုးမှာတော့တိတာလာမှာပါ။မွန်တိုးရဲ့အစီအစဉ်အရပွဲကိုလိတ်ကိန်းထိကြောင်ကစားခိုင်းမယ်။ပြီးတော့ရင်ကြာလာတာနဲ့အမျှကျန်းလာအောင်ဆိုပြီးတော့လုပ်ပေးထားတာပဲဖြစ်ပါတယ်။မတိတာတဲ့အချက်လေးတွေဆိုပေမဲ့ပရိသတ်ကြီးတို့သတိမထားမိမှာဆိုလို့ကျွန်တော်ကပြောပြတင်ဆက်ပေးတာပါ။နောက်ထပ်လည်းအခုလိုမျိုး Mobile Legends နဲ့ပတ်သက်တဲ့အသုံးဝင်တဲ့အကြောင်းအရာတွေကိုရှာဖွေတင်ဆက်ပေးပါဦးမယ်။ Mobile Legends တိုင်းမို့နေဝယ်ချင်တာပဲဖြစ်ဖြစ် HOK တိုကေနေဝယ်ချင်တာပဲဖြစ်ဖြစ် 1shot 7 gaming မှာလာရောက်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။